တာဝန်ကျရဲမေအုပ်စုတစ်ခုကလူမခန်းအဖွဲ့အစည်းတစ်ခုကိုဝင်ဖမ်းရင်တစ်ဖွဲ့လုံးမရင်းကျင်ခံလိုက်ရတဲ့အိန္ဒိယစကားဂျေးဆိုတဲ့စကားမျိုးကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒီစကားလေးရဲ့အကျဉ်းအားဆိုပြီးတစ်နေ့လေသမိုင်းတယောက်ကလေကိုထွန်းရရင်မြေကြီးထဲမှာလက်တစ်ဖက်ကိုတွေ့ခဲ့တယ်ဒီလက်တစ်ဖက်လောက်ကိုလာရင်ထဲမှာအလောင်းတွေအများကြီးတွေ့ရှိခဲ့တယ်ဒီရဲမေတွေကလည်းစုံစမ်းလိုက်တဲ့အခါမှာဂျော်သားတွေကတော့လူလုတ်တယ်ဆိုတော့သူသိတယ်ဒါပေမဲ့တယောက်မှမပြောရကြဘူးဒါပေမဲ့လည်းရဲမေကသူနည်းသူဟန်နဲ့စုံစမ်းရင်းနဲ့အဖွဲ့အစည်းတစ်ခုနာမည်ကိုသိသွားတယ်ဒီနာမည်ကိုရဲသားကြီးတို့ပြန်ပြောတဲ့အခါမှာရဲသားကြီးကဒီနာမည်ကိုကြားလိုက်တာနဲ့တချို့ရဲသားတွေဆိုအလုပ်တွေကထောက်သွားတဲ့ဒီကြောက်ရွံ့ကြတယ်တချို့တွေဆိုရင်အလုပ်ကိုခဏနားပြီးတော့ဒီအမှုကိုကျဆိုင်ထားကြတယ်ဒါပေမဲ့ရဲမေအုပ်စုအမှန်တရားဘက်ကိုလိုက်တဲ့အတွက်ကိုသူတို့ဖွဲ့ပြီးတော့ဒီလူသူဟောင်းကိုသွားဖမ်းတယ်တောက်ဖက်တဲ့ခါမှာရန်သူအင်ရောက်မြများတဲ့အတွက်ကိုသူတို့ကပြန်ဖမ်းခံလိုက်ရပြီးတော့တစ်ပွဲလုံးမရင်းချင်းခံလိုက်ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။နိုင်နဲ့ဘလို့တွေ့တယ်ဆိုတော့မင်းသားကြီးတနေ့အစာစားကြစီမှာဒီမတ်ဆိုတော့သူ့ကိုဝင်တိုက်သွားတယ်။သူစားတဲ့ပကံလွတ်ကြသွားတဲ့ခါမှာသူ့ပြန်မတောင်းမှန်နေပြီ။သူပြန်ပြီးတော့ရရှာတဲ့ခါမှာသူကပြန်ပြီးတော့မှအိုက်ပွဲစီကိုနောက်ကိုပြန်လာရင်းနဲ့မှဒီလူတွေကလည်းနောက်တစ်ဆိုးသွန်းနေအောင်သူတိသွားပြီးတဲ့နောက်မှာသူတယောက်စီပြန်ပြီးတော့ strike တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားလေးကအရင်စိတ်ဝင်စားဖို့ကောင်းလို့ရန်ကြည့်ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ INDP အားဖြင့်လည်း 7.5 ရရှိရတာဖြစ်တဲ့ကြောင့်လည်းမလို့မကြည့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှကြည့်ရှုလို့ရမလို့ဆိုတော့ channel ကိုမှမြန်မာစာလုံးနဲ့စာသုံးကြည့်ရှုလို့ရနေပါပြီ။ Facebook ကဆို comment လေးကနေဝင်ကြည့်လို့ရဆို TikTok မှာဆိုလည်းဘိုင်မှာရှိတဲ့ link ကနေဝင်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ channel ကိုကဇေလေးပဲဖြစ်ပါတယ်ဗျ။အဆုံးထိကြည့်ရှုပေးတဲ့ကြောင့်ကျွန်တော်တို့ကျေးဇူးထိုးပေးရှိပါတယ်ဗျ။